ကျွန်တော်ဇနီးကတကယ်ကိုညံကြီးရှင်ပါသူကကျွန်တော်ကိုနေ့တိုင်းအံ့ဩသွားအောင်လုပ်နိုင်တယ်သွားတိုက်စေးပူးကွန်ကိုသူဘဲတော့မှလွှင့်မပြဘူးအပေါက်လေးဖောက်ပြီးရေပန်းကောင်းမှတက်ထားလိုက်တယ်ဒါဆိုခန္ဓာကိုယ်တိုက်ဆက်ပြကို3ရက်စာလောက်တက်တာသွားစေတယ်တောင်မြင့်ဖက်နှက်ပေါ်မှာခြေအိတ်ဆုပ်ပြီးမှစနီးကာဖက်နှက်ကိုထပ်စီးတယ်ဒါဆိုချက်ချင်းပဲအရက်10စင်တီမီတာလောက်ပိုရှည်သွားရောတစ်ရှူးတွေကိုလည်းရိုးရိုးသုံးလို့မရှိဘူးပိုအသုံးခံအောင်ဆိုပြီးတစ်ရှူးတစ်ရွက်ကိုထက်ဝက်ပိုင်းပြီးမှသုံးတယ်ဖန်ကွဲစာတွေကိုလည်းဒီအတိုင်းမလှဲဘူးတမျက်စီးခံပြားပေါ်မှာပလတ်စတစ်အိတ်လေးဆွတ်လိုက်တယ်ပြီးတော့မှဖန်ကွဲစာတွေကိုအိတ်ထဲဖြည်းဖြည်းချင်းလှဲထည့်ပြီးရင်အိတ်ကိုပိတ်ပြီးလွှင့်ပစ်လိုက်တယ်လုံခြုံစိတ်ချရပြီးဘာမှပူစရာမလိုတော့ဘူးကြက်တုံဖြူကိုလက်နဲ့ပုတ်ပြီးတာနဲ့ကြက်ဥအနှစ်ကိုလက်နဲ့အလွယ်တကူကိုယူလိုက်တယ်တကယ်ကိုမျက်လဲပြနေတယ်လို့ပဲသုံးမိသားမျက်နှာတုပ်တ िश ူအစိုးတွေကိုခေါင်းပြီးတဲ့ဖိထည့်ထားတယ်ဒါကခေါင်းပြီးတဲ့အခါစပင်းမကြီးအောင်ကာကွယ်ပေးတယ်သုံးပြီးသွားရင်အဲ့ဒီတ िश ူကိုဖြုတ်ပြီးလွှင့်ပစ်လိုက်ရုံပဲဘီကအမြဲတမ်းတန့်ရှင်းနေရောကန့်လန့်ကာတွေကိုလည်းဘယ်တော့မှဒီတိုင်းမချိတ်ဘူးအခောက်လေးတွေကြားထဲမှာဖော့တုံးလေးတွေခံထားတယ်ဒါကကန့်လန့်ကာကိုအထက်လေးတွေနဲ့အစင်တမ်းမြင့်မြင့်လှသွားစေတယ်ဂုံးကောင်တွေမှာသေးတွေပါနေမှာစိုးရင်နေလားသူကတော့မုံကြီးနဲ့နည်းနည်းထည့်လိုက်တယ်15မိနစ်လောက်စောင့်လိုက်တာနဲ့ဂုံးကောင်တွေကတန့်ရှင်းသွားတာပဲရင်ဖန်းကော်ပြာကိုအမှတ်တမဲ့ကိုင်းပြီးသွားရင်လေသူကတီးတီးငိမ့်ငိမ့်ပဲကိုယ်စည်းတွေကိုခွာဖို့ဟင်းချက်စီကိုတုံးတယ်ပြီးတော့မှစီတွေကိုလက်ဆေးစပြာနဲ့စီးချလိုက်တယ်အဲ့ဒါကအလွေကူဆုံးနီးလမ်းပဲလို့သူကပြောတယ်ဓာတ်ပေါ်ကိုစားနေချလိုက်ကြဖျန်းတယ်ပြီးရင်လှီးထားတဲ့အာလူနဲ့ပုတ်တိုက်ပြီးတယ်ဒါဆိုဓာတ်သွားကအမြဲထမြန်နေရောပဲဗီဒီယိုကအချိုးရှိရင်ခုလိုရေးသွားပုံနော်